ဒီနေ့ကျမကလေနယူးယောက်က LaGuardia Airport မှာဖြစ်သွားတဲ့ serious accident လေးအကြောင်းပြောပြချင်လို့ပါအဲ့ဒါကဘယ်လိုလဲဆိုတော့အခု22ပေါ့နော်22 Sunday မှာဖြစ်သွားတာပေါ့နော်ဒီ LaGuardia Airport မှာဒီ Air Canada Express က landing လုပ်တယ်ဆင်းလာတဲ့အချိန်မှာရှာပါဖြစ်တောင်ဖြစ်ခဲဘယ်လိုဖြစ်တယ်လဲဆိုတော့ fire truck ကအဲ့ဒီလမ်းပေါ်မှာပဲရှိနေတယ်လမ်းပေါ်မှာသွားနေတာလားရှိနေတာလားမသိဘူးအဲ့ဒီမှာねကျမတို့ accident ဖြစ်သွားတယ် timing မကိုက်တဲ့အခါကျတော့ accident ဖြစ်သွားတယ်အဲ့ဒီမှာ pilot ရဲ့co-pilot ရဲ့အသက်ပေးလိုက်ရတယ်နောက်လူပေါင်းများစွာလဲထိခိုက်ဒဏ်ရာတွေအများကြီးရရှိသွားတယ်ပေါ့နော်အခုတော့ airport ကိုခဏကိုယာယီပိတ်ထားပါတယ်လို့ပြောပါတယ်အခုတော့ဒီ official investigation တွေလည်းလှုပ်ဆောင်နေတယ်လို့ပြောပါတယ်ဒီလို accident မျိုးကလေအရန်ကိုရှားပါတဲ့ဖြစ်တောင်ဖြစ်ခဲဆိုပေမဲ့လေ runway coordination မှာကျမတို့ဒီ timing မကိုက်လို့ရှိရင်ကြီးမားတဲ့ဒီအန်ဒီရီဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုပြောပြချင်တာပါသိအောင်လို့ပေါ့နော်ဒါလေး awareness အနေနဲ့ကျမကပြောပြခြင်းဖြစ်ပါတယ်ကျမတို့လေရင်လောကမှာဆိုလို့ရှိရင်စက္ကန့်တစ်ချက်ကလေးလွတ်လိုက်တာနဲ့ကြီးမားတဲ့ accident ကိုဖြစ်စေပါတယ်ပေါ့နော်ဒီသတင်းကိုကျမက CNA ကနေပြီးတော့အခုပဲတွေ့လာလို့ကျမကဒီသတင်းလေးကိုမျှဝေရခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ် Globetrotter Jackie ပါ bye bye